ဒီနေ့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကတော့မိမိရဲ့ပညာကံအခွင့်အရေးကောင်းတွေရဖို့လို့အတွက်အသီးတစ်လုံးမှာပန်းသီးလိမ်မော်ကြီးစိုက်ပြီးအသီးတစ်လုံးမှာမိမိနာမည်ရေးပြီးမြတ်စွာဘုရားရှင်ကိုလှူဒန်းထားလိုက်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ခုနှစ်ရက်သားများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီစီဇန်ကိုဘေရင်ရရမီဒီယာကစီဇန်တင်ဆက်ပြီးတော့အောင်ထူးဆန်းဘေရင်ရရကမ်းမှအဓိကအကူအညီပံ့ပိုးထားပါတယ်ခင်ဗျာအားလုံးလူရဆန္ဒပြည့်ကြပါစေခင်ဗျာဒီနေ့2025ခုနှစ်ဒီဇင်ဘာလ12ရက်တောက်ကြနေ့အတွက်ခုနှစ်ရက်သားမီအားလုံးတို့အတွက် numerology ကဏ္ဍဘေရင်ရကတော့ရက်ရစာကိုခံသောသုံးကဏ္ဍရဲ့လွှမ်းမိုးမှုနဲ့အလွန်အောင်မြင်မဲ့နေ့ဖြစ်ပါတယ်ဒီနေ့မှာကံနတ်ဖျားတွေကအကူအညီပေးတဲ့ numerology ကဏ္ဍပေတွေမျိုးဖြစ်တာဖြစ်တဲ့အတွက်မဖြစ်မနေကန်ဆန်းရတဲ့ကိစ္စမျိုးဖြစ်တဲ့နိုင်ငံသားထီကန်ဆန်းတာမျိုးတခုခုငွေစတင်စုဆောင်းတာမျိုးတို့မဟုတ်မိမိအတွက်ကံခွင့်လန်းကောင်းဖြစ်ဖို့အတွက်အစီရင်ဆောင်ရွက်တာမျိုးတွေဆောင်ရွက်တင်ပါတယ်ခင်ဗျာမိတ်ဆွေများအနေနဲ့ဘဝတသက်တာလုံးကံကောင်းဖို့လို့အစီရင်တွေအနှံ့ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဘေရင်ရရမီဒီယာ page မှာဆက်သွယ်ပြီးတော့ရင်ကံထူးအစွမ်းထပ်ဖို့လို့အစီအရင်ဆောင်ရွက်ဖို့လို့အတွက်အနံ့နိုင်ပါတယ်ခင်ဗျာဒီလိုနေ့မှာစီရင်တဲ့အစီရင်တွေကနတ်ဖျားတွေရဲ့တကိုးသိတိရှိတဲ့တောက်ကြကြိုကြီးရဲ့အစွမ်းသိတိတကိုးတွေရပြီးရရစာရဲ့အထောက်ပံ့ကောင်းတွေနဲ့အစီရင်တွေကအလွန်အစွမ်းထက်ကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်အစီရင်မှာကြားလိုတဲ့သူတွေကတော့ဒီဘေရင်ရရ page မှာ messenger မှာဆက်သွယ်နိုင်တယ်လို့ဒီနေ့ကနေပြီးစီရင်ပေးဖို့အတွက်သတင်းကောင်းပါလိုက်ပါတယ်ဒီနေ့မှာ9ရက်သားမိတွေအားလုံးရဲ့နတ်ဖျားကူညီမှုနေ့ရဲ့ကံတရားအခွင့်အလမ်းကောင်းတွေရတယ်ရုတ်တရက်ယာရုတိုးဖို့အတွက်အခွင့်အလမ်းတွေရတာမျိုးကန်ဆန်းမဲ့ပေါက်သွားတာမျိုးမိမိဘဝကိုပြောင်းလဲနိုင်တဲ့အဆက်အသွယ်ကောင်းရသွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်ဒီလိုနေ့မျိုးမှာဘာသာရေးဘက်မှာအားထုတ်ပြီးတော့မိမိအတွက်ကံတရားအထောက်ပံ့ကောင်းရဖို့အတွက်ကြိုးစားပါလို့လမ်းညွှန်လိုက်ပါတယ်ဒါကြောင့်မနေ့စောစောမှာမြတ်စွာဘုရားရှင်ကိုရေတောက်တော်ကျမ်းတစ်ခွက်စီမီဖျောင်းတိုင်းမီးထွန်းပြီးတော့ဂုံတော်9ပါးကိုပရိသတ်ရအောင်စိတ်လိုက်ပါကောင်းကျိုးများစွာရပါလိမ့်မယ်ခင်ဗျာဒီနေ့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကတော့မိမိရဲ့ပညာကံအခွင့်အရေးကောင်းတွေရဖို့လို့အတွက်အသီးတစ်လုံးမှာပန်းသီးလိမ်မော်ကြီးစိုက်ပြီးအသီးတစ်လုံးမှာမိမိနာမည်ရေးပြီးမြတ်စွာဘုရားရှင်ကိုလှူဒန်းထားလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာကြီးကတော့မဟာဗုဒ္ဓဘေရင်နိယရဲရဇာနိမှာဖွားမြင်သောတောက်ကြရာဇာဘွားတွေဖြစ်ကြပါတယ်တကိုးဩဇာကြီးမားကြမဲ့ဖုံးရှင်ကန်ရှင်များဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့တကြီးဝါကြီးဘိုးဘွားတွေကိုအာဟာရဒါနစေဝါဒါနပြုပါလို့မွေးနေ့ကုသိုလ်ရတရားလမ်းညွှန်လိုက်ရပါတယ်ခင်ဗျာအကျိုးပေးစိုးမိုးကဏ္ဍကတော့တစ်ကဏ္ဍ9ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့နနက်ဖြော်ရည်တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ကြပါခင်ဗျာဈေးဆိုင်နေဈေးအောင်ကောင်းမှုလို့အတွက်ဆိုရင်တော့မနေ့စောစောဆိုင်ကိုစောင့်တော့နမင်းများဆိုင်တဝင်တကားကိုစောင့်တော့နမင်းများဈေးအောင်ချင်းကိုကူညီပေးနေတော့နမင်းများပူဇော်ပါ၏ဆိုရင်ဆိုင်ရှိမှာအမွှေးတိုင်လေးတိုင်းမီးထွန်းညှိလိုက်ပါခင်ဗျာအယောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်သွားဖို့အတွက်ကတော့ဒီလိုနေ့မှာတပြေညွန့်တညွန့်နဲ့ရောင်းကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်အောင်နဲ့တိတိသာသာအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုပြဿနာကြုံနေရသူရှိရဆိုရင်တော့အမှုကြုံနေရသူအတွက်ကံတရားကအထောက်ပံ့ပေးဖို့လို့အတွက်ရေတတ္တဝါဘေးမဲ့လွှတ်ရင်အမှုကြုံနေရသူတွေအတွက်ဆူတောင်းလိုက်ပါကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ဒီလိုနေ့မျိုးမှာကျမ်းမာရေးညံ့နေတဲ့သူအတွက်စတုမတူသို့မဟုတ်ပြားရည်အနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာအချီးမေတ္တာရေးအိမ်တော်ရေးကိစ္စတွေဝမ်းမြောက်ချမ်းသာပျော်ရွှင်ဖို့အတွက်ကတော့မနေ့စောစောကောင်းကျင်မောင်စွန်းလှူဒန်း၍ဆူတောင်းလိုက်ကြပါခင်ဗျာဒီစီစဉ်ကိုစဉ်သက်မပြတ်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခုနှစ်ရက်သားများအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာ၍လူဟာဆန္ဒပြည့်ကြပါစေခင်ဗျာ